င်္ဂလာပါလေးစားပါတယ်ဒီနေ့ဇွန်လ9ရက်တနင်္ဂနွေနေ့ပေါ့နော်ပြည်သူ့စစ်ရွာတွေကို PDF ကဝင်တိုက်တော့ကျွန်တော်စီကသူတို့ကစုတိုက်တဲ့ခါမှာအလုံးမျိုးခံလဲရတဲ့အားနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာရွာတိုင်းနာပြည်သူ့စစ်ရွာတွေကိုမြန်ဖွဲ့စည်းနိုင်ခဲ့ရင်ဒီပြဿနာမဖြစ်ဘူးပေါ့ဗျာတချို့ရွာတွေကပြည်သူ့စစ်ဖြစ်တယ်တချို့ရွာကျတော့ PDF စိုးမိုးတယ်ဆိုတော့ PDF ရွာတွေကစုပြီးတော့ပြည်သူ့စစ်ရွာတိုက်တော့ခံရတဲ့သဘောရှိတယ်ဒါပေမဲ့ကျွန်တော်ကမြောက်ခရမ်းမှာနေတော့ခံကောနဲ့ကလေးကြားရွာတွေမှာနေတော့အဲ့ဒီမှာမြန်ဒီ2021တမတော်အာဏာထိန်းမှုဖြစ်စဉ်ဖြစ်တော့ကျွန်တော်အမြန်ဖွဲ့စည်းလိုက်တော့ကျွန်တော်12ရွာတော့မိလိုက်တော့ဗောနော်မိနေပြီကျွန်တော်တနတ်တောင်းတော့ချက်ချင်းမရဘူးပြမရတော့ကျွန်တော်လည်းအိန္ဒိယကနေတနတ်တွေကိုခကြိုးတနတ်တွေကိုကျွန်တော်မှောင်ခိုးကနေဝဲရတယ်ဗျဝယ်ပြီးတော့မှကျွန်တော်အကုန်ကင်ပြီးတော့မှတူမီတွေလည်းလှုပ်ပေါ့ဗျာတူမီတွေရောခကြိုးတွေရောကင်အဲ့ဒီမှာတိုက်ပွဲဖြစ်တယ်ကိုစီက9လောင်း9လက်9ယောက်စပြီလားအသက်ခါတော့ PDF ကစတတ်9လောင်းတက်လက်ခါရပြီကျွန်တော်ဓာတ်ကစကလေးကိုပြောတယ်ကျွန်တော်တနတ်ပေးပါဆိုအဲ့မှာတနတ်အလက်ကာပိုင်30စရတယ်ကျွန်တော်ရပြီးမှ950စီရတော့ကဥလာစီတနတ်ဘယ်လိုလုပ်ရလဲတကာကြီးကျုပ်တို့လည်းလုပ်ပါအောင်ဆိုအဲ့မှာလို့တိုက်မှုအဲ့တော့ဗိုလ်ချုပ်မျိုးတန့်ဗျဗိုလ်ချုပ်မျိုးတန့်နဲ့လာကိုမြတ်ကျော်နဲ့တိုက်ဟိုပါပေါ့ဝင်းကြီးချုပ်သူတို့ပြောပြီးတော့950ဆရာတော်တနတ်ရဆိုလိုတာကျွန်တော်တို့ကတနတ်အဲ့မှာဟိုချင်းတပုံနဲ့တိုက်ပွဲဖြစ်တော့ကျွန်တော်ကချင်းတပုံဒူးကျုပ်ဆိုတော့ကောင်ကြာသွားတယ်သူမိမရဲ့သူ PSO ရဲ့ကြာသွားတဲ့အချိန်မှာကျွန်တော်တနတ်ကျွန်တော်ပြောတယ်ကာပိုင်နဲ့ G3 G4 နဲ့ရှင်လို့မရဘူးကျွန်တော်ကာပိုင်နဲ့ AK47 နဲ့ရှင်လို့မရဘူးကျွန်တော် G3 G4 ပေးပါဆိုတော့ကျွန်တော်အလက်600ပေးတယ်ရရင်လည်း၄ခေါက်လောက်ချပြီးတယ်အဲကြတော့ကျွန်တော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 င်းသွားတယ်ဗျအဲ့နောက်ပိုင်းကျွန်တော်တို့ရွာတွေကိုသူတို့3ခါလာတိုက်တယ်3ခါတော့သူတို့လမ်းပြေးရတာပေါ့နော်ဆိုလိုတာကတော့ရွာတွေမှာဟိုအရင်သခင်စိုးခေတ်ကဆိုရင်ရွာလုံးကျော်အသက်ခါတဲ့စစ်ဆိုရဆိုရင်သူကပြည်သူစစ်ဖွဲ့စည်းတနတ်မပေးလိုက်လို့ဖြစ်တာပေါ့နော်အဲ့တော့အခုခက်ကြဘလို့ဖြစ်တာပြည်သူစစ်ဖွဲ့နိုင်တဲ့ရွာရှိတယ်မဖွဲ့နိုင်တဲ့ရွာကျော်မဖွဲ့နိုင်တဲ့ရွာကျပြည်သူ PDF ကလွှမ်းမိုးသွားတာပေါ့နော်ဖွဲ့နိုင်တဲ့ရွာကျတော့သူတို့မလာနိုင်ဘူးအဲ့ဒါတွေကကွက်ကြဖြစ်နေလို့အခုကလာတိုက်ခံရတာအကုန်လုံးကစီခါတဲ့တရွာပြီးတရွာစစ်ကြောင်းဝင်ပြည်သူစစ်ဖွဲ့ဒီနောက်တရွာတော့ပြည်သူစစ်ဖွဲ့ဆိုရင်သူတို့မခံနိုင်ဘူးသူတို့မဝင်နိုင်ဘူးဘာလို့ဆိုအခုကကွက်တီကွက်ကြားဖြစ်နေလို့ဖြစ်တာအခုကစစ်ကြောင်းထွက်သွားရင်ပြည်တက်ကဝင်ပြောင်းဝင်လာတယ်အဲစစ်ကြောင်းကရေတောက်သွားတဲ့အိမ်ကိုဒလန်ဆိုပြီးတတ်တယ်ဒီလိုပုံစံဖြစ်နေအဲ့တော့ဝါတိုင်းကိုပြည်သူစစ်ဖွဲ့စည်းနိုင်ဖို့လိုတယ်လို့ကျွန်တော်မြင်ပါတယ်ဗျဟုတ်ဒီစားပါတယ်ဗျ